မင်္ဂလာပါအမောပြေလေး Audio Village Channel မှာကြိုဆိုပါရစေ Channel လေးမှာဟာတာဇလံပရာလောကဇလံများနဲ့ဂမ်ဘီယာဖြစ်ရမှန်ဇလံများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Channel လေးကို Like and Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အခုကတော့ဆီယာနီကိုရဲ့ကျွန်တော်နဲ့ဈေးတယ်လွဲများဆိုတဲ့ဟာတာဝတ္ထုလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဈေးတယ်နဲ့ဇညွန်ကျွန်တော်တို့လူသားအလုံးဒီရောင်းရည်ဝယ်တာနဲ့ကင်းနိုင်ကြသူများမဟုတ်ကြပါလူတိုင်းဈေးမဝယ်ဘူးသူဈေးမရောင်းဘူးသူမရှိဘူးထင်ပါသည်ဒီစကားကိုကျွန်တော်ပြောတော့ကျွန်တော်တငယ်ချင်းတယောက်ကငါဝန်နှန်းกว่าဈေးမရောင်းဘူးမင်းစကားကလွဲပြီအဲ့ဒီလိုသူ့ဘက်ကပိုင်နိုင်တော့ပြုံးနေပြော၏ဝန်နှန်းဆိုတာလေကို့အချိန်နဲ့ကို့လိုအားကိုကျွမ်းကျင်မှုကိုသတ်မှတ်ထားတဲ့နေရာမှာရောင်းရတာပဲမဟုတ်ဘူးလားစကားဆုံးတော့ကျွန်တော်တငယ်ချင်းငိန်ကသွားသည်ကျွန်တော်တို့ဒီတခုခုကိုရောင်းကတခုခုကိုဝယ်နေသူတွေဆိုတာကိုလက်ခံရမိတာဖြစ်သည်အိမ်ထဲကအိမ်ပြမထွက်တော့ကျွန်တော်ဒီပင်လျင်ရောင်းရည်ဝယ်တာလုံးနဲ့မကင်းပါအ ਨੇ ဆုံးလမ်းထိပ်ကမုံဟင်းကားဆိုင်မှာမုံဟင်းကားဝယ်ဖြစ်သည်လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်ဝယ်တောက်ဖြစ်သည်ပြီးဘောပင်ဖောင်တိန်မှင်အိုးစက်ကူစာတီတို့ကိုဝယ်ရသည်မိမမားသည့်အခါတွင်လဲဈေးသွားကဟင်းချက်စရာနဲ့လိုအပ်သောမိဖို့ကြောင့်သောပစ္စည်းတွေကိုဝယ်ရတတ်သည်ရောင်းသည့်ကိစ္စနဲ့ပတ်သက်၍တော့အခုချိန်မှာအချို့ရေပလင်သတင်းစာနဲ့စက်ကူများပလင်းများကိုရောင်းတတ်သည်ပြီးခဲ့တဲ့လကအိမ်ရှိတွင်ရှိသောအုံးမင်ငါးပင်မှအုံးသီးများကိုချရာအုံးသီးကအလုံး100ကျော်ရသဖြင့်အုံးသီးရောင်းသူပင်ဖြစ်သွားသည်ရောင်းသူနှင့်ဝယ်သူအတန်တူသည်ဟုသောစကားရှိသည်ရောင်းသူနှင့်ဝယ်သူကြားတွင်ရှိနေသောအရာသည်ကုန်ပစ္စည်းသာဖြစ်သည်ခက်သည်ကကုန်ပစ္စည်းတို့မြည်သည်တွင်သတ်မှတ်ထားသောဈေးနှုန်းရှိသည့်ကုန်ပစ္စည်းနှင့်သတ်မှတ်ရန်ဈေးခတ်ခဲကရောင်းသူပြောသမျှဈေးကိုလိုက်ဝယ်ရသောသို့မဟုတ်ဝယ်သူဈေးကိုလိုက်ရောင်းရသောကုန်ပစ္စည်းဟု၍နှမျိုးရှိသည်ထို့ကြောင့်ဈေးစစ်သည်ဟုသောစကားပေါ်လာသည်ဟုကျွန်တော်ထင်သည်ကျွန်တော်တို့ငယ်စဉ်ကကျွန်တော်တို့တွေကဘိုးကျုံဈေးကိုဈေးသွားဝယ်လင်းဈေးတယ်ပြောတာထက်ထက်ဝက်စစ်ပါဟုအချင်းချင်းပြောရကြသည်သူတို့ကတန်ရာတန်ကြီးတက်အမြဲပိုကတင်တောင်းတကြသည်ဟုဆိုသည်တညတော့ကျွန်တော်အတော်နှစ်ယောက်ထရန်ဖြစ်ကြသည်ပြဿနာကထမိန်တထဲကအစားပြုခြင်းဖြစ်သည်ကျွန်တော်အတော်ကြီးကထမိန်တထဲကိုဘိုးကျုံဈေးမှာဝယ်ကာလာသည်တန်မိုးကကျွန်တော်10နှစ်သားရွယ်1986ခုနှစ်က130ဖြစ်သည်ထိုဈေးက180ကိုကျွန်တော်အတော်ကြီးက100နဲ့စီရင်နောက်ဆုံး130မှာဈေးတဲကအရောင်းဝယ်ဖြစ်သွားကြ၏ထို့သောဈေးစစ်၍ရသောကိစ္စကိုပြောရင်းနဲ့သူဝယ်လာသောပါတိတ်စင်ကိုထုတ်ပြရာကျွန်တော်တော်ငယ်ကသဘောကျပြီးသူ့ထံမှပြန်ကဝယ်သည်အတော်ကြီးကချက်ချင်းမယောင်းသေးပဲသူကြိုက်လို့ဝယ်လာတာဟုဆိုကတင်းခံနေသေး၏နောက်ဆုံးအားလုံးဝိုင်းပြောတော့မှစိတ်လျှော့ကအတော်ကြီးကသူ့ဝယ်ရင်130ဖြင့်အတော်ငယ်ကိုရောင်းသည်ဒါတောင်မှချိုးရင်းချက်ကရှိသေးသည်အခုလက်ငင်းငွေချရမည်ဟုသောတောင်းဆိုချက်ဖြစ်၏ကျွန်တော်တော်ငယ်ကခြေကိုစောင့်ငါထသွားရင်109ချက်ကိုပေးသည်တစ်ချက်ကအချက်စင်ကားဟုဆိုသည်ထက်မှန်ရဖြစ်ရန်ကြံ့ညာသေးတော်လဲအားလုံးကဝိုင်းဖြန့်ပြေးသဖြင့်ထိုထမိတ်တစ်ထဲသည်109ချက်ဖြင့်မိသားစုတွင်ရောင်းဝယ်တဲ့ကသွားသည်ကျွန်တော်တော်ငယ်ကထိုစဉ်ကကုံသွေးရေးရုံးမှလုပ်သည်အတော်ကြီးကငွေစီရင်ကင်ဟုပြောသည်ဘယ်ဌာနမှလဲတော့ကျွန်တော်မမှတ်မိတော့ပါအတော်ငယ်ကလည်း109ချက်ဖြင့်သူဝယ်ထားခဲ့ရသောပါတိတ်ထမင်းကိုနေချင်းပြီးချုပ်အထက်စင်တက်ကနောက်တစ်နေ့မှဝစ်လေသည်ထို့အတွက်ပြဿနာကသူ့လုပ်ဖော်ကိုင်ပတ်မိန်းကလေးများကထိုအစင်ကိုတိတ်ကြိုက်ကြသည်ဟုပြောကြခြင်းပင်ဖြစ်ပါသည်ဒီလိုဆိုတော့အတော်ငယ်ကအတော်ကြီးထံမှာဘယ်ဆိုင်ကဝယ်ခဲ့သလဲဆိုတာကိုမေးရ၏ဒီတော့အတော်ကြီးကလည်းဝမ်းသာအားရဖြင့်ဘိုးကျုံစီဘယ်ယုံဘယ်နေရာကဘယ်နာကိုကိုရင်ရောက်တဲ့ဆိုင်ဟုလမ်းညွှန်ရှာပါသည်များသောအားဖြင့်မိန်းကလေးတွေကကိုဝတ်သောပစ္စည်းကိုကြိုက်ကြသည်ဟုဆိုလျှင်ထိုပစ္စည်းရရှိနိုင်သောဆိုင်ကိုလမ်းညွှန်လေးရှိပါသည်ထို့အတွက်ကြောင့်ပဲမိန်းကလေးပစ္စည်းရောင်းဝယ်ကြသောစီးပွားရေးသမားများကမိန်းကလေးတစ်ယောက်သူတို့ပစ္စည်းကိုစတင်ဝယ်လျှင်အောင်မြင်မည်ဟုယူဆကြဟန်တူပါသည်မိန်းကလေးဆိုတာကလည်းသူဝတ်နိုင်လျှင်ငါဝတ်နိုင်ရမည်သို့မဟုတ်သူနှင့်ငါအရန်ခင်သဖြင့်စင်တူဝတ်ကြမည်ဆိုသည့်သဘောအင်မတန်ရှိတတ်ကြသည်မိန်းကလေးများသည်ကြိုင်ဆိုင်ခြင်းနှင့်ချစ်ခင်ခြင်းကိုအဝတ်အစားနှင့်အလားပါပစ္စည်းများတွင်ပြသလေးရှိပါသည်အတော်ကြီးညှော်လိုက်သောဈေးဆိုင်မှာပင်အတော်ငယ်နှင့်သူတငယ်ချင်းများတွားဝယ်ကြသောအခါပြဿနာတစ်ခုကထက်တက်ပြန်ပါသည်
ထိုပါတိတ်စဉ်ထိုဒီဇိုင်းကိုပင်စိုးစည်း100ကို80နှစ်ရလာသည်ဈေးက30กว่าနေခဲ့သည်ထိုအတွက်အတော်ငယ်ကအတော်ကြီးသည်သူ့ကိုနှက်ချသည်ဟုဆွဆွဲသည်အတော်ကြီးကလည်းသူ့ဝယ်သူတငယ်ချင်းများကနောက်တရက်တွင်ရောက်လာကအတော်ကြီးညွန့်သောဆိုင်ကပင်အတော်ကြီးဝယ်သောထမင်းအတိုင်းသူတို့80နဲ့ရခဲ့ကြသည်ဟုသက်သေခံကြတဲ့အခါအတော်ကြီးမှဘာမှထမပြောနိုင်တော့ပဲလှည့်ကားထွက်ခဲ့ရသည်အိမ်ရှိလူအလုံးကလည်းအတော်အကြည့်ဒါမျိုးမလုပ်သင့်ဟုအလုံးကသတ်မှတ်ကြသည်ထိုသတ်မှတ်ချက်ကိုလည်းလွန်လွန်းသည်ဟုပြောလို့မရထိုချိန်တုန်းကစားကုန်တောက်ကုန်ပစ္စည်းဝန်ဆောင်မှုဈေးတွေကများသောအားဖြင့်အတူတူသာဖြစ်၏ထို့သောဖြင့်ကျွန်တော်တော်ငယ်နှင့်အတော်ကြီး9 လခန့်စကားမပြောဘဲနေကြရမှာပြန်စကားပြောသောဖြစ်ကိုလည်းကျွန်တော်မှတ်မိနေခဲ့သည်ဒီနေ့ဘိုးချုပ်ဈေးမှာပင်သူတို့ခေတ်ကနာမည်ကြီးပိဿဖြစ်သောလှိုင်းကြီးပိဿတစ်စောက်ဝယ်လာသည်ထုံးစံအတိုင်းပင်အတော်ငယ်ရဲ့တငယ်ချင်းများကကြိုက်သည်ဟုဆိုကအတော်ဝယ်သောဆိုင်ပင်တွားဝယ်ရာအတော်ငယ်ဝယ်သောဈေးထက်35ကျပ်လျော့ကနေသည်ဒီတော့အတော်ငယ်လဲသဘောပေါက်သွား၏ဈေးတယ်ဆိုသည်မှာကာလန်ဒေသနှင့်လူအချင်းတွေကိုကြည့်ကဈေးစကားပြောရကြသည်ဆိုတာပဲဖြစ်သည်ထိုဖီးရဲမှနေ၍သူတို့ထုတ်လိုက်ကြသည့်မှတ်ချက်ကဘယ်နေရာမှာဖြစ်ဖြစ်ဈေးဝယ်လျင်ထက်ဝက်စစ်ဆိုတာပဲဖြစ်ပါသည်ကျွန်တော်စိတ်ထဲမှာထိုဖြစ်စဉ်ကိုငယ်စဉ်ကလေးကဆွဲနေခဲ့တော့လဲယောက်ျားတို့ဤဗီဇာအရဈေးဝယ်လျင်ထက်ဝက်မစစ်ဝင်ပါအမေအတော်နှမစသည့်လူများနဲ့ဈေးတူဝယ်တဲ့အခါသူတို့ကထက်ဝက်စစ်ကြတဲ့အခါဈေးတွေကိုမျက်နှာအမြဲပူတတ်သည်ကျွန်တော်ကိုယ်တိုင်ကတော့အဲ့ဒီလောက်ဘယ်တော့မှမစစ်ခဲ့ဘူးစတိုးဆိုင်တွေမီနီမားကတ်တွေပလာဇာတွေပေါ်လာတော့အခါကျွန်တော်သဘောကျ၏ပစ္စည်းတွင်သတ်မှတ်ထားသောဈေးနှုန်းကတ်ကားထားသည်ကြိုက်လျင်ဝယ်မကြိုက်လျင်မဝယ်ုံသာဈေးစစ်ချင်းဒီဟုသောကြီးလေးသည့်ဝန်တုပ်ကြီးတစ်ခုကရော့ကာသွားသောကြောင့်ဖြစ်သည်စတိုးတွေပလာဇာတွေတင်မဟုတ်ပါရက်ကွက်ထဲမှာအများလက်ခံထားကြသောဈေးနှုန်းများနဲ့ပစ္စည်းများလည်းဈေးစစ်စရာမလိုပါမုံဟင်းကားတစ်ပွဲကိုဈေးစစ်စရာမလိုကောက်ညင်းမောင်းကိုဈေးစစ်စရာမလိုမုံကျွဲတဲ့တုံးစနွေးမကင်တစ်ခုနဲ့ကောက်လိုင်းကြီးတစ်ထုပ်ကိုဈေးစစ်စရာမလိုပါသို့တော့အရက်ခတ်သိမ်းသောပစ္စည်းတွေကဈေးစစ်စရာမလိုပဲဖြစ်နေခြင်းတော့မဟုတ်ဈေးစစ်ရတော့မီပစ္စည်းများနဲ့ကြုံသည့်အခါတွင်ကျွန်တော်ဈေးမစစ်တတ်ခြင်းမှာပထမအချက်ကထိုပစ္စည်းပေါ်တွင်သူတို့အရင်ဘလောက်ရှိနေသလဲဆိုတာကျွန်တော်မခံမှန်းတတ်ခြင်းဖြစ်သည်ဒုတိယချက်ကရောင်းသူသည်သူအရင်ရထိုပစ္စည်းကိုမျက်မှောက်ရောင်းပြီဆိုတာတဘာဝကြကြောင်းကိုကျွန်တော်လက်ခံပါသည်တတိယချက်ကကျွန်တော်ကစာရေးဆရာဖြစ်သောကြောင့်ဖြစ်သည်ဆရာစောစောအောင်စကားကိုငါပြောရမည်ဆိုရင်တော့တတိယချက်ကိုရှင်းပါအောင်မည်ပေါ့ကျွန်တော်ရေးတဲ့စာအုပ်ကိုကြိုက်လင်ဖတ်မကြိုက်လင်လုံးဝမဖတ်ပါနဲ့အဲဒီလိုပြတ်သားရဲရင်စွာပြောတတ်သောကျွန်ုပ်တို့၏ဆရာစောပင်လင်1000ဟုဆိုလာသောဈေးကို900ပဲကွာကြိုက်ရင်ရောင်းမကြိုက်ရင်မရောင်းနဲ့အဲဒီလိုပြောရလိမ့်မယ်ဟုကျွန်တော်မထင်ပါကျွန်တော်ရဲ့ဆရာများဖြစ်ကြသောသစ္စာနီကြည်သူဒဂုံတာယာပါရဂူမြတန်းတင့်ပိုင်စိုးဝေနေမျိုးတာယာမင်းဝေစသည်လူများလည်းပြောထွက်ကြလိမ့်မည်မထင်ပါကျွန်တော်၏မိတ်ဆွေများဖြစ်ကြကုန်သောမတ်ကျူးမေငိမ့်ခက်မာမိုးချိုတင်နှင်းဝေငိမ့်နဲ့မတ်ဤတို့ကတော့မပြောတတ်သူတို့ကမိန်းကလေးစာရေးဆရာမတွေဆိုတော့စစ်ချင်စစ်ကြပေလိမ့်မည်ကျွန်တော်တို့နဲ့ဈေးတူမဝယ်ဘူး၍အသေးစိတ်မသိတော့လဲ1000ဟုပြောသောဈေးတဲ့ကို900ပဲဟူရတော့မစစ်ကြကြောင်းတော့သေးကြသည်ဆရာကြီးရွှေဦးတောင်း၏စကားနဲ့ပြောရမယ်ဆိုရင်တော့သူတို့ထိုးများမလုပ်ဝန်ကြောင်းကျွန်ုပ်ကြမ်းကင်၍ပြောရမှာသည်ပေါ့ထို့သောနှင့်ဒီနေ့ကျွန်တော်ဈေးတဲ့တယောက်နဲ့တွေ့ကြသည်ဈေးတဲ့ကဖျားတဲ့ဖြစ်သည်ကျွန်တော်အိမ်မှာဖျားတစ်ချက်လိုနေသည်မှာကြားပြီကျွန်တော်အိမ်ကညအိတ်ဧည့်သည်မကြာခဏလာတတ်သည်စာပေမိတ်ဆွေရနည်းရဝေးဆွေမျိုးနဲ့တငယ်ချင်းများဖြစ်ကြ၏ဧည့်သည်တွေကညအိတ်ကြသည်ခါနေရကျတော်လဲဖျားမရှိသဖြင့်စောင်းကိုခင်းကနှက်သူကနှက်ရသည်ပစိုးချုံကကျမ်းမြေပေါ်မှာကွေးသူကကွေးကြရသည်ထိုဧည့်သည်တွေကထိုသူနှက်ရကွေးရသဖြင့်ဘာမှမပြောတော့လဲကျွန်တော်လေဒီချက်ပြားကမျက်နှာမကောင်းဖျားတစ်ချက်ဝယ်ရန်ကျွန်တော်ကိုအချိန်မောင်းများစွာပြောတော့လဲကျွန်တော်ကဈေးဝယ်ဖြစ်နာကတကြောင်ဖျားဆိုသည့်ပစ္စည်းကကျွန်တော်သွားတက်လာတတ်သည့်နေရာများတွင်မရှိတာကတကြောင်ကြောင့်တော်တော်နဲ့မဝယ်ဖြစ်ခဲ့ထိုနေ့နေ့လည်းခင်းကကျွန်တော်အိပ်ယာမှနိုးကစားကျွန်တော်နဲ့လေဒီချက်ပြားစကားပြောနေတော့ဖျားတဲ့အော်တဲ့တန်ကိုကြားရသည်ကျွန်တော်ကပြောလက်စားစကားရှိနေသဖြင့်အော်တန်ကိုသတိမထားမိလေဒီချက်ပြားကလည်း
ကျွန်တော်စကားကိုဆက်နာထောင်နေပြီးတရိယာကအလန့်တကြားထတော်သည်ဖြာသေးတဲ့ဝဲရမှာလေမင်းကဝဲမလို့လားဟုတ်တယ်လေဝဲဖို့ပြောတာဘယ်နှလားဘယ်နှချိန်ရှိနေပြီလဲလာတဲ့ဧည့်သည်တွေကကြမ်းမြင်မှာအိတ်နေရတာဧည့်သည်လာလဲခင်းစရာမရှိဘာမရှိနဲ့ပြီးတော့လာတာကလည်းမောက်ဧည့်သည်တွေကြီးပဲမပြောချင်ဘူးမိန်းမဆိုတာတခါကြတော့ဒီလိုပဲစကားလေးနည်းနည်းရှည်ရမှကြီးနေကြ၏အကုန်လုံးပြောပြီးမှလည်းမပြောချင်ဘူးလှုပ်တတ်ကြသည်ကဲဒါဆိုလေခေါ်ကွာလာပါအောင်ပြို့ဖြာတဲ့လာပါအောင်ကျွန်တော်အတန်းကိုကြားတော့လဲကျွန်တော်အိမ်နဲ့တော်တော်ဝေးဝေးကိုရောက်ခါခေါင်းပေါ်မှာဖြာစည်းကြီးတွေကိုမနိုင်တနိုင်ရွက်ထားရတော့ဖြာတဲ့နှစ်ယောက်ကရုတ်တရက်ခေါင်းပြန်မလှည့်နိုင်ကြထိုအချက်ကိုကျွန်တော်တော်တော်အားနာသွားသည်အိမ်ရှိရောက်တော့သူတို့ခေါင်းပေါ်ကဖြာတော့ကြီးကိုစောင့်ကားချသည်ပြီးတော့မှလှဲချကသူတို့ကိုနှင်မေးထားရင်အမောခဏဖြစ်ရင်ကျွန်တော်တို့အလားကိုစောင့်သည်ဖြာတဲ့က2ဦးတဦးကယောက်ျားတဦးကမိန်းမဖြစ်၏ဘာဖြာယူမှလဲကိုပြပါအောင်ကွာဈေးတဲ့ယောက်ျားကတက်ပြင်းတစ်ချက်ချရင်ခြိထားသောကြိုးကိုဖြီးသည်တကူလုံးချွေးတွေရွှဲကသွေးကြောကြီးတွေထောင်ထနေသောညိုမောင်းသည့်လက်မောင်းများကိုကျွန်တော်မြင်သည်ဒီလောက်လေးသောဖြာလိုက်ထုတ်ကြီးကိုတလန်းဝင်တလန်းထွက်တဲပြီးអော်နေရတာဘလောက်ပင်မမလဲဟုကျွန်တော်တွေးနေမိလေသည်ဖြာကတော့အစုံပါပဲဆရာရဲ့ကြိုက်တာသာရွေးယူပါအကုန်ဖြာကြောဖြာတန်းတွေကြီးပါပဲဆရာရဲ့သူတို့နှစ်ဦးဖြီးချလိုက်ကြတော့ဖြာရီအလုံးကျွန်တော်ရှိမှကော့ပြန်ကနေကြ၏ကျွန်တော်ခက်တီတီသာကြည်နေရသည်ဖြာနဲ့ပတ်သက်၍ဘာကိုမှသိသူတယောက်တော့မဟုတ်ဟော်ဒီမှာထန်းကြောတွေကိုထန်းသားရင်နဲ့လက်ကွက်စိတ်တယ်နှကန်းသားကိုနှစ်ပြန်ထိုးပြီးတတ်ထားတာတင်မျိုးဖြာတွေလည်းကောင်းတယ်ကိုအပင်သေးမပါဘူးအပင်ကြီးတွေနဲ့ကြီးရက်ထားတာဘယ်ထဲကကြည့်ကြည့်တယ်လဲကိုဈေးတဲ့မိမကဖြာရီတစ်ချက်ပြီးတစ်ချက်ဆွဲထုတ်ကကျွန်တော်ကိုပြောသည်အမှန်တော့ကျွန်တော်ဘာမှနားလဲတာမဟုတ်တင်မျိုးဖြာတဲ့ကပဲပြပါ2ယောက်အိတ်လား1ယောက်အိတ်လား2ယောက်အိတ်ပဲပြဒီစကားကိုလေဒီချက်ပြားကဝင်ပြောသည်ဟာဒီမှာတင်ပြူးတွေကောင်းမှကောင်းစရာရဲ့ကျွန်တော်တို့ကစိတ်လည်းမစိုးထားဘူးပိန်နာခွနဲ့နှစ်ပင်ထိုးပြီးသားစရာစိတ်ချပြီးသားအိတ်ပြီးတော့ထိုးခွက်ဘတော့မှမကျဲစီရဘူးဈေးတဲ့ယောက်ျားကသူ့ဖြာလိုက်ပုံထဲကတစ်ထည်ကိုဆွဲပြကလက်ဖြင့်တပုံမုံရိုက်ရင်ပြောသည်ဖြာကသူ့လက်ထဲတွင်ကော့ပြန်ကနေ၏ထိုးခွက်ပေါ်ထားတာလေးတွေရောကြည့်မလားဆရာဟောဒီမှာအပြားနဲ့အနီ2ယောက်တွဲနဲ့သူကအပင်တော့တည်တယ်ဒါပေမဲ့ကွက်စိတ်ကွက်တင်းပါပဲဈေးတဲ့မိမကလည်းအနီအပြားနဲ့စတူယန်တရီကန်ကွက်ပေါ်ထားသောဖြာတစ်ချက်ကိုပြပြန်၏ဟာအယောင်နေနဲ့တော့မကြိုက်ပါဘူးဗျာဖြာဆိုရင်ရိုးရိုးပဲကြိုက်တယ်ကဲဒါဆိုရင်တော့ဒါပဲယူတော့ဆရာကြီးအကောင်းဆုံးကိုကျွန်တော်ပေးတာပါအကွက်စိတ်လိုက်တာမှသဘိုးမထိုးဘူးစိတ်သာချဆရာကြီးဆရာကမညာဘူးဘယ်နှချက်ယူမလဲသူကဖြာကိုတဖုံဖုံပုတ်ပြန်၏ကျွန်တော်လေဒီချက်ပြားကဘာမသိညာမသိနဲ့ဖြာသားတွေကိုသွားကင်ကြည့်နေသေးသည်စိတ်သာချအမကြီးဟောဒီမှာယောက်ျားနဲ့ပုတ်တာတောင်ဖြာကအပင်မကျဲဘူးတွေ့လားအမလေးဒီလိုခါဟောဒီလိုရိုက်ဖြာကရွဲမသွားစေရဘူးအပင်မကျဲသွားစေရဘူးအမလေး2ယောက်ကြီးကဘယ်လောက်လဲရင်ဈေးပြောပါဦး4500နဲ့ပဲယူအမလေးအဲ့ဒါဈေးရင်းပဲဗျာ4500ဟာကျွန်တော်ကအဲ့လောက်ဈေးရှိမှမသိဘူးဗျဈေးတဲ့ယောက်ျားကကျွန်တော်ကိုငေးကကြည့်သည်သူ့မျက်ဝန်းကရီဝေမှိုင်းများကသွား၏ဆရာရဲ့ပြောသလိုတင်ထားတာမဟုတ်ပါဘူးကျွန်တော်တို့အမှန်ကရန်ကုန်ဖြားတိုင်းမှာအပုံလိုက်ထိုးရောက်မှုလာတာပါဈေးကတအားနှိမ်လို့လင်မယား2ယောက်ရှာသမျှလဲရောင်းတော့မယ်ဆိုပြီးမန်လေးတစ်ခုနဲ့ထွက်လာခဲ့တာပါဆရာရဲ့ကျွန်တော်ပြောတာဈေးရင်မှာဖျားပေးကြမ်းပေးပါဆရာဖြစ်စည်းရောက်မှထမင်းစားရတဲ့ကောင်တွေပါဆရာရဲ့မဟုတ်တာမပြောပါဘူးကျွန်တော်တော်တော်စိတ်ညစ်ခါသွား၏ဒီလိုစကားမျိုးနဲ့တိုးလျင်ကျွန်တော်ဒုက္ခရောက်ပြီသို့တော့ကျွန်တော်ခံမှန်းထားသောဈေးနှင့်လဲအတော်ကြီးกว่าကနေ၏ရှော့တော့ရှော့အောင်ဗျာဒါကများလုံးပါတယ်မလုပ်ပါနဲ့အကိုရဲ့ငွေရှိတဲ့ဖြာတိုင်းကနှိမ်ဝဲပြီးတော့သူ့စီမှာလောင်ထားပြီးမှနေစားဈေးတွေခေါ်ပြီးရောင်းတာပါကျမတို့ကဒါကိုမခံခြင်းလို့ဖြစ်ချင်ရဖြစ်ဆိုပြီးကိုယ်တိုင်လဲရောင်းကြတာဈေးမှန်ပါကိုရဲ့သူတို့ရောင်းတဲ့ဈေးထက်1500ကိုကွာပါတယ်ကျမပြောတာယုံပါအရင်ကလည်းမသိလို့ပါကျွန်တော်တော်တော်အားနာနေပြီဖြစ်သည်ဖြာရီဟိုတစ်ချက်ဒီတစ်စဆွဲထုတ်ပြထားပြီးမှမဝယ်တော့ဘူးပြောရမှလဲပြောရမထွက်သူတို့ပြောသောဈေးကိုလည်းကျွန်တော်မပေးခြင်းရှော့ဗျာရှော့
ဈေးတဲ့ယောက်ျားကတက်ပြင်းမောမောကြီးချရင်ကဲဒါဆိုလေဆရာပဲပြောပါဘယ်လောက်လျှော့ရမလဲရရင်ရောင်းသွားမယ်ဆရာပဲပြောတော့ထိုချိန်မှာကျွန်တော်ဒုက္ခရောက်ဆုံးချိန်သာဖြစ်ပါသည်ကောင်းထဲမှာကိန်းကနန်းတွေပြေးကသွားနေကြသည်ပြီးတော့ငွေရှင်ကြေးရှင်ကိုမန်တင်းကလာခဲ့ကြသည့်လင်မယားနှစ်ယောက်3500ဗျာအိုးမောင်ကလေး3000ပါ3000ပဲဒီတစ်ခါတော့လေဒီချက်ပြားကမစိုးဟုခေါ်ရမည်ကျွန်တော်တို့စကားဆုံးတော့သူတို့အချင်းချင်းကြည့်ကြသည်ဒုက္ခနာတိတ်ဆိတ်သွားပြီးမှ3000တော့အမလေးရဲ့မဖြစ်လို့ပါတနေ့လုံးအခုမှဈေးဥပေါက်တာပါခမညာအဲ့လောက်လည်းဈေးမကွာပါဘူးမခံချင်လို့ရောင်းတာပါကျမတို့ကပေးနိုင်တဲ့ဈေးကိုပြောတာပါငါလေဒီချက်ပြားကတော်တော်တိုးတက်လာပြီဟုစိတ်ထဲမှာမှတ်ရ၏သို့တော့ကျွန်တော်ဈေးသည်တွေမျက်နှာကိုတော့မကြည့်ရဲ့ဈေးဘောလေးကိုမိညီကနေလိုက်သည်ကဲမမလေးမှန်တာပြောတစ္ဆာပါဗျာ4000တော့ပေးပါအဲ့ဒါအရင်ပဲဈေးဥပေါက်လည်းဖြစ်လမ်းစီလေးရရင်ပြန်မယ်လို့လဲစိတ်ကူးထားလို့ပါကျမကတော့အဲ့ဒီဈေးပဲလေဒီချက်ပြားကလေးတန်းမှန်မှန်ဖြင့်ပြောသည်ကျွန်တော်ကလည်းဘာမှဝင်မပြောမိရန်စိတ်ကိုတင်းထားရ၏ဈေးတဲ့ယောက်ျားကသူ့လက်ထဲမှရတနာတစ်ပါးလိုဆဲကင်မြောက်ကထားသောဖြာချက်ကိုဝမ်းနဲ့လေးပင်စွာပင်ပြန်ချရင်ဖြီထားသောဖြာတွေကိုပြန်စုကနေသည်ဇလန်ကဒီလိုနှင့်ပြီးရတော့မြည်ထင်သည်ဖြာဆိုတာမျိုးကလည်းစူပါမားကတ်တွေမှာဝယ်လို့ရတာမဟုတ်နောက်တစ်ခါဖြာတစ်ချက်ဝယ်ဖို့တော်တော်လေးဝေးသွားပြီဖြစ်၏ကျွန်တော်စဉ်းစားသလိုပင်လေဒီချက်ပြားကလည်းစဉ်းစားနေဟန်တူပါသည်ထိုအချိန်တွင်ဖြာလိတ်ကြီးနှစ်လိတ်ကိုအပြိုင်ထုတ်နေကြရင်ယောက်ျားဖြစ်သူကစကားဆ၏ကဲဘလို့လဲပေးလိုက်ရမလားတဘောပဲတော့ကျုပ်တို့ကကန်ဆိုးပါတယ်ရှင်တဘောပဲကဲဆရာပထမပြောတဲ့ဈေး3500နဲ့ပဲပေးပါအဲ့ဒါတော့ကျွန်တော်နောက်ဆုံးဈေးပဲအဲ့ဒါဆိုရင်တော့လေဒီချက်မောင်ခဏနေအောင်ကျမရှင်တို့ကိုဈေးပြောပြီးသားလေအဲ့ဒါရောင်းနိုင်ရင်ရောင်းပေါ့သူပြောတာကိုကျမထပ်စစ်ပြီးသားပဲဒီတခါတော့လေဒီချက်ပြသည်သူဤထော်နေသောနှကန်းကိုထက်၍ချွန်အောင်လုပ်ခါတက်တီတွေပြကနေ၏ကျွန်တော်ကတော့စိတ်နှလုံးကျဉ်ကျပ်လာပြီကဲမမလေးရဲ့ကျွန်တော်တို့ကံပါပဲဖေးဆိုးရပါစေရဲ့အရှုံးနဲ့ပဲရောင်းရမှာပါမမလေးပြောတဲ့ဈေးထက်100တော့ပိုပေးပါ100ဆိုတာမမလေးတို့အတွက်ဘာမှမဟုတ်ပါဘူးနော်မမလေးဒီတစ်ချိန်တော့ကျွန်တော်ဝင်ရတော့သည်3100ပေါ့ဟုတ်လားကဲဒါဆိုရင်တော့ယူလိုက်တော့ကွာကျိုးတွေပြန်ပြီးသွားကြသည်ဖြာ10ချက်လောက်ထဲကအကောင်းဆုံးဆိုသောဖြာကိုသူတို့ကပင်ရွှေပေးကြ၏ကျွန်တော်တို့ပေးသောပတ်စံကိုဒူးထောက်ကဖြာလေးနှစ်လိပ်စလုံးကိုနေရာအနှံ့ခောက်ကြပြန်သည်ကဲသွားပြီနော်ဆရာအိတ်သားကြည့်ပါဗျာကျွန်တော်ဖြာကနှွေးဆိုကြောကိုအေးနေတာပဲကျွန်တော်ကဖြာကလေးချမ်းကလေဒီချက်ပြနောက်လိုက်ရင်အိမ်ထဲသို့ပီတီနဲ့ဝင်ခဲ့၏ကဲတွေ့လားဒါများမောင်က3500တဲ့ကလေးကဈေးဖြတ်ထားလို့ပေါ့နှုတ်မို့ဆိုနာပြီအေးပါကွာအခုလဲမင်းစစ်တာ100ပဲပူတာပါမောင်စကားကအရှင်ထွက်တာကိုနောက်ကိုပစ္စည်းဝယ်ရင်ကလေးရင်ပြောမယ်မောင်ဘာမှမပြောနဲ့လေဒီချက်ပြစကားကိုမကြားချင်းအောင်ဆောင်ကအိမ်မော်တို့တက်လာခဲ့သည်ထိုချိန်တွင်တစ်ဖက်အိမ်မှဖြာတယ်လာပါအောင်ဆိုသောခေါ်တံကိုကြားရ၏ကျွန်တော်ဖြာတယ်ကလေးကိုခင်းကနှက်ရင်းနဲ့သူတို့လင်မယားအတွက်ဝမ်းသာရသည်နောက်ထပ်ထပ်ရောင်းရမည်ဆိုရင်သူတို့ကံကောင်းတာပဲပေါ့ဟုကျွန်တော်တွေးကနေမိ၏ဈေးဥပေါက်ပတ်စံခောက်တာကိုကြည့်ပြီးကျွန်တော်တို့အိမ်ကလက်ဖွင့်ပေးလိုက်တာဟုလည်းတွေးနေမိသည်ထိုအချိန်တွင်လေဒီချက်ပြားကလည်းနဘေးကဖြာတဲ့ကလေးမှဝင်လဲရင်3100တော့ဘယ်နည်းနဲ့ဖြစ်ဖြစ်တန်နေမောင်အဲ့လိုဆိုသည်သူစစ်သည်ဈေးပေါ်တွင်သူ့ကုန်းယူကမှန်တက်ပြနေခြင်းလည်းဖြစ်သည်နောက်တနေ့မနက်ဈေးကပြန်လာတော့လေဒီချက်ပြားကဒေါ်နဲ့မောနဲ့အိမ်မော်တက်ကိုတက်လာခဲ့သည်မောင်တို့များဘယ်တော့မှအချိုးမပြေဘူးဟိုကလှုပ်ချသွားပြီသိရလားကျွန်တော်ဖြာတဲ့ကလေးမှာအလင်းနှန်းကြနဲ့ဖက်ကနှက်နေတော့ဒီတန်ကြရတော့ရုတ်တရက်ဘာမှမသိဘာလဲကွာမင်းစကားကဘာကမှလဲဟိုဘက်အိမ်ကမနေ့ကဖြာဝဲတာ1400တဲ့မဖြစ်နိုင်ပါဘူးကွာတရုတ်အိမ်နေမှာပါနှစ်ယောက်အိတ်ပဲဈေးမှာတွေ့လို့ပြောကြရင်ဝင်တောင်ကြည့်ပြီးပြီဒါမျိုးပဲစိုးဈေးက4500ကို1000နဲ့စစ်တာ1400နဲ့တဲ့တဲ့ဟာမဖြစ်နိုင်တာကွာကျွန်တော်ဖြာပေါ်မှာငေါက်ကနေထားထိုင်မိသည်ဘာလို့မဖြစ်နိုင်ရမှာလဲသူတို့က1000နဲ့ရွက်ပေးလို့အန်တော့ပလတ်စတစ်အိတ်ထဲမှာပတ်စံတွေ1000ခွဲလောက်ရှိတဲ့ဘာဈေးဥပေါက်လဲဘာလမ်းဈေးမရှိတာလဲ
ဟေးမနေ့ကတော့မင်းမဲတန်နေဆိုးကွာဒါကတော့ရှင်စစ်တဲ့3500ကိုကျမကပြောတာနောက်ကိုဈေးမစစ်တဲ့ဝင်မပါနဲ့သိလား1400တန်လောက်ကို3500နဲ့ရောင်းသွားတာအလကားလူလိမ့်တွေရှင်တွေကျမတွေဖြစ်ကုန်ကြသဖြင့်လေဒီချက်ပြားနဲ့ကျွန်တော်စကားများကြသည်မနက်ခင်းကရန်ဖြစ်လိုက်တာညနေအထိလေဒီချက်ပြားကကျွန်တော်ကိုစကားမပြောသူ့နှကန်းကိုလည်းလိုအပ်သည့်ထက်ပိုးချွန်ကထား၏ငွေ1900ကိုကျွန်တော်မနှမျောပါသို့တော့ကျွန်တော်ထားမိသောစေတနာကိုတော့နှမျောပါ၏လေဒီချက်ပြားကလည်းသူမှန်သည်ဆိုသည့်သဘောနှင့်ဂုံခံကနေသေးသည်ကျွန်တော်မိမနဲ့စကားပြောခွင့်မရသောညနေခင်းကိုငေးကစဉ်းစားနေမိသည်ဖျာယောင်းကြသူလင်မယားသည်တင့်သောစီကလေးရပြီဖြစ်သည်ဖြင့်ဟိုဘက်အိမ်ကိုမတန်တဆဈေးနှင့်မိမြပင်ရဆိုကရောင်းသွားတာလည်းဖြစ်နိုင်သည်ဟုတွေးမိသည်ထိုအတွေးဆုံးတော့ဘာမှမဟုတ်ပဲငါရိုးသားမှုပါဝင်ခံစားမှုကိုနှက်ချသွားသောထိုနှစ်ယောက်ကိုဒေါသထွက်မိသည်ဒီတော့ကျွန်တော်ဘာလုပ်မိထင်ပါသနည်းစံညွှန်းရေးတဲ့သူကိုစံညွှန်းရေးသွားသူနဲ့ပတ်သက်၍နောက်ဈေးတွေလိုက်ရင်တွေ့ကြသေးတာပေါ့ကွာအဲ့ဒီလိုအတန်ထွက်ကရင်ကျူးမိသည်တွေ့ကြသေးတာပေါ့ထိုထက်တော့ကျွန်တော်ဘာများတက်နိုင်ပါအောင်မည်နီကျွန်ုပ်နှင့်ကောင်းကြီးမောင်ထိုနေ့နေခင်းသည်တော်တော်ပြင်းမို့ကောင်းသောမိုးရာသည့်နေ့လည်ခင်းဖြစ်ပါသည်7 နာရီလောက်ကမိုးကကြမ်းကြမ်းရွာသဖြင့်ကျွန်တော်တမေးကွေးလိုက်သည်အခုအိယာကနိုးတော့လူကလေးလံထိုင်းမိုင်းနေသည်စိတ်ကလည်းတွတ်တွတ်လက်လက်မရှိလားမိုးတိတ်သွားသဖြင့်ပတ်ဝန်းကျင်ကစိမ့်ဆူကကြီး၍ကောင်းနေတော့လဲကျွန်တော်ခံစားချက်တွင်တခုခုလိုကနေသည်ဒါနှင့်ဝရန်တာမှာထွက်ကဆေးလိတ်ကလေးဖွာရင်းလမ်းကိုငေးနေမိသည်ထိုစင်မှာပင်ကောက်လိုင်းကြီးမုံထန်းဒီမုံမုံအုံနောက်ဆိုသောနာမည်များကိုဆွဲဆွဲငင်ငင်အော်ကဖြတ်သွားသောကောင်မလေးတယောက်ကိုမြင်သည်မုံကလေးဝဲပြီးရေနွေးချမ်းကလေးနှင့်တီးရမလားဟုကျွန်တော်စဉ်းစားသည်သို့တော့ဆုံးဖြတ်ချက်ကမကြလူကတွေ့တွေ့ဝေဝေဖြစ်ကနေ၏ဈေးတွေကတော့ကျွန်တော်ချီတုံချတုံဖြစ်နေတာကိုသိဟန်မတူသူပုံမှန်ခြေလမ်းနဲ့ပုံမှန်အတန်းကိုအော်ကလျှောက်သွား၏ခဏကြာတော့လေဒီချက်ပြားကသူ့ပိုက်ကလေးကိုလက်နှစ်ဖက်ဖြင့်အသာဝင်ကအိမ်ရှိကိုရောက်လာသည်ကျွန်တော်လေဒီချက်ပြားကကိုဝင်လေးလာကြော်ကြော်ရှိနေပြီဖြစ်သည်တခုခုစားမလားလို့ကွာစားလေကလေးလက်စားနေတာထမင်းစားတာလည်းမဟုတ်ဘူးခုနကထန်းသီးမုတ်တယ်တော့လာတယ်ကွာခေါ်လိုက်ရင်အကောင်းသားစဉ်းစားနေတာနဲ့ပဲကလေးလည်းကြားသားပဲအဲ့ဒါနဲ့ထလာတာခေါ်လိုက်ရင်လည်းပြီးရောကျွန်တော်တွေးဝေနေမိသောစိတ်ကိုစိတ်ထဲမှာအပြစ်တင်ရင်လမ်းမကိုသာငေးနေမိသည်ကျွန်တော်သာခေါ်မိရင်ထန်းသီးမုံကလေးနဲ့ရှင်နေချမ်းဘလောက်ကောင်းလိုက်မလဲဟုတွေးနေမိသည်ခဏနေရင်စားစရာတစ်ခုခုလာအောင်မှာပဲဟုသောမျှော်လင့်ချက်နှင့်လမ်းမကိုငေးကြည့်နေရသည်ကျွန်တော်တို့ရက်ကွက်ကအိမ်ကြီးအိမ်ကောင်းများသည်စားစရာပြူစရာရောင်းသောဈေးဆိုင်မရှိတခုခုစားခြင်းလျင်သူဝနလန်းဆောင်ထွက်ခြင်းထွက်မထွက်ခြင်းရင်အိမ်ရှိလာသောဈေးတွေကိုမျောဒါပဲရှိသည်ကျွန်တော်တို့လမ်းတစ်ဖက်ထိပ်မှာဆေးလိပ်ကွန်းရနဲ့ဇီးတုပ်ကလေးတွေဘာတွေရောင်းသောအိမ်ဆိုင်ကလေးမှလွှဲ၍ဘာမှမရှိဒါနဲ့လမ်းမကိုမျောနေတော့မှန်ပြီးတွေကလတ်ထိုင်းတွေပါတယ်ဆိုတော့ဈေးတယ်နှစ်ယောက်လာ၏ကျွန်တော်ပြုံးကစားမလားအဲဒီလိုလေဒီချက်ပြားကိုမေးသည်ကျွန်တော်လေဒီချက်ပြားကဘာမှမပြောမျက်စောင်းကလေးပင်မထိုးသူကမပြောသလိုပင်ပုံမှန်မျက်နှာထားနှင့်ပင်ရှိကနေသည်တခါတလေကျွန်တော်မိန်းမကိုစားရတာတော်တော်ပြင်းမှုကောင်းသည်ကိုကကွင်းကလေးကြုံလို့စားသည့်အခါမျိုးတွင်သူကနားမလဲမသိအဲ့ဒီခါစားတဲ့လူကအားလုံးရှင်းပြရပြန်သည်ဒီတော့လေသူကအော်ဟူတော့တခွန်းနဲ့သာပြောရသည်ဟာတာစာရေးဆရာကဟာတာမရှိသောမိန်းမနဲ့ညားတာတော်တော်ပြင်းစရာကောင်းသည်ဟုကျွန်တော်တခါတွေးမိသည်အခုကျွန်တော်စတာကိုသူမျက်စောင်းလောက်တော့ထိုးတင်သည်ဒါမှမဟုတ်ရင်လဲမောင်မဲစားပါလားဘာလားလောက်တော့ပြန်ပြောတင်သည်နေလေခင်အိယာမနိုးကလေးလံနေသောစိတ်ကိုရွှင်မျိုးတွက်လက်စေခြင်းလုံးကကျွန်တော်အားထုတ်လိုက်သောအားထုတ်မှုကအချီးနီးဖြစ်ကားသွားသည်မကြမီပြောင်းမှုပြုတ်ပူပူလေးဟူသောအော်တန်ကိုကြားလိုက်ရသည်စားမလားပြောင်းမှုကိုချွေပြီးစီစမ်းစားကလေးဖြူပြီးလုပ်ပေးမယ်ငါကကိစ္စမရှိဘူးမင်းကအတိကပြောင်းမှုကအစာမကြည့်ဘူးကွအထဲမှာကကလေးနဲ့အမှန်တော့ကျွန်တော်စားခြင်းပါသည်ဒါပေမဲ့ခုနကကိစ္စကိုမကြည်မနှက်ဖြစ်ကတမင်ရွဲ့ပြောလိုက်ခြင်းဖြစ်သည်ပြောင်းမှုပြုတ်တယ်သည်လဲတကြောကြောအော်ရင်အိမ်ရှိမှဖြတ်ကားသွားသည်ကျွန်တော်တို့နှစ်ယောက်လဲတိတ်ခါသွား၏ခဏကြာတော့ကောင်းငင်းမောက်ပူပူလေးဟူသောအော်တန်ကိုကြားရပြန်သည်ကျွန်တော်ကထကားရက်လိုက်သည်အိမ်မှာမနက်ကအာပြဲကြောက်ပုတ်ထားတာရှိသည်
ကောင်းကြီးမောင်ပူပူကလေးနဲ့အားပြဲကြောက်ဖို့ကိုစိတ်ကူးထဲမှာစားကြည့်တော့အရသာကရှာရပေါ်တက်လာသည်ကောင်းကြီးမောင်ကပိုးတောင်အစမကြည့်သေးတယ်ခင်းမစားချင်နေလေအားပြဲကြောက်နဲ့စားမလို့ကောင်းကြီးမောင်ပူပူနဲ့အားပြဲကြောက်ရင်နှွေးချမ်းရှယ်ပဲဒီတော့မှလေဒီချက်ပြားကမျက်စောင်းထိုးတော်မူသည်ကျွန်တော်အောက်ထက်ကိုဆင်းကပကံကန်ရွထွက်ရသည်ကောင်းကြီးမောင်ကအငွေတစ်ထောင်းထောင်းနဲ့ပူလိုက်သည်ဖြစ်ချင်းတောင်းထဲမှာငချိတ်နှင့်အဖြူနှစ်ကန်ရှိသည်ကောင်းကြီးဖြူကဘိုးကိတ်ပဲကလေးတွေနဲ့ကျွန်တော်တော်တော်သဘောကျသွားသည်ဘလို့ရောင်းတယ်လဲအ ਨੇ ဆုံးအစိတ်ပါကိုအေးဒါဆိုအစိတ်ဖိုးစီထည့်တာတခုအစိတ်ဖိုးစီထည့်ကောင်းကြီးမောင်တွေကပူလွန်သဖြင့်ကောင်းမလေးကသူ့လက်ကလေးကိုမှုတ်ကထည့်ရသည်သူကတခါဖြင့်အစိတ်ကတိတ်မများလားကျွန်တော်တို့နှစ်ယောက်စားလင်းဝဝလင်းလင်းရှိလိမ့်မည်မဟုတ်ကဲ90ဘူးစီထည့်ဟာကောင်းမလေးကတစ်ချက်မောကြီးကထည့်သည်90ဘူးဆိုတာအစိတ်ဖိုးနှစ်စားဖြစ်တော့လေ90ဘူးကြတော့နည်းနည်းများသည်ကျွန်တော်ကြည်နက်ခါသွားသည်ဒါလူတဘာဝဖြစ်တတ်သည်လားမသိအစိတ်ဖိုးသည်လဲလက်သီးစုပ်တစ်စုပ်ဆိုရင်90ဘူးကလက်သီးစုပ်နှစ်စုပ်ဖြစ်ရမည်အခုထိုးနေထားတံများသည့်အတွက်ကျွန်တော်ကြည်နက်ခါသွားရခြင်းဖြစ်၏နန်းနောင်ဖြူအုံးသီးချစ်ထည့်ပြီးတော့ကျွန်တော်ပတ်စံထုတ်ကပေးသည်အဲ့ဒီတော့မှပြဿနာကတက်တော်၏1000နန်းကြီးကျမမှမရှိဘူးအခုမှဈေးဥပေါက်တာ200ရန်မရှိဘူးလားခဏနေအောင်ဟာကလေးကြီး200ရန်ရှိလားကျွန်တော်အိမ်မော်ကိုလှမ်းတော့လေဒီချက်ပြားကမရှိဘူးဆိုတော့စကားတခွန်းကိုသာပြော၏ကျွန်တော်ခဏဆောင်ခိုင်းထားကအိမ်ပေါ်တက်ပြီးပိုက်ဆံအိတ်ထဲမှာကြည့်တော့အကျွေ62ကျပ်သာရှိ၏ကျွန်တော်တော်တော်စိတ်ညစ်ခါသွားသည်ဒီပတ်စံကိုပေးကနောက်နေ့မှလာယူပါဟုပြောရင်လဲငွေ40နီးပါးကိုသူထားခဲ့ခြင်းမဟုတ်ပြီးတော့ဒီဈေးတဲ့ကောင်မလေးကကျွန်တော်နဲ့မရင်းနီဝယ်ပြီးသားတွေကိုတပုံပြန်ထည့်ဆိုပြန်တော့လဲနှမ်းနှောင်းတွေဖြူအုံသီးတွေထည့်ပြီးမှရမည်မဟုတ်တော့ငါမှလည်းအကျွေးက60ပဲရှိတာလာငါလိုက်အံပေးမယ်ရတယ်ကိုကောင်မလေးကကျောင်းကိုရွက်ခါနောက်မှလိုက်သည်ကျွန်တော်ကဟိုဘက်လန်းထိပ်ကအိမ်ဆိုင်ကလေးကိုတွားရသည်ကျွန်တော်မှသာ200ရန်တရွက်ရှိလျင်နောက်100ကိုထပ်ထည့်ဟုပြောမိမှသေးကြသည်အိမ်ဆိုင်ကလေးကိုရောက်တော့ကောင်မလေးကသူ့ကောင်းကြီးမောင်တောင်းကိုအိမ်ဆိုင်ကလေးရှိကခုံနှမ်းပေါ်မှာချ၏ကျွန်တော်ကဒီအတိုင်း1000မို့အကျွေးအမ်းပါဆိုရင်ခက်ခဲမီဆိုတာသိတဲ့အတွက် secret လေးဝယ်လိုက်သည်ဟဲ့ထောင်နှံကြီးပြီလားဒုက္ခပဲအိမ်ဆိုင်ရောင်းသူအဖွားကြီးကအလံတကြားော်သည်ငွေ80နဲ့ထောင်နှံကိုအမ်းမို့သူစိတ်ညစ်သွားဟန်တူ၏အမ်းပြီးပါအဖွားရဲ့ဒီမှာလဲဈေးဝယ်ပြီးလို့အကျွေးမရှိတာနဲ့အဖွားကြီးကကောင်းကြီးမောင်းတဲ့ကလေးကိုကြည့်ကအော်ဟုတခွန်းသာပြောသည်သူ့တန်မိုးတွေကပတ်စံတွေရောထုတ်တန်းမှညှက်ထားတဲ့ပတ်စံတွေရောအိမ်ထဲကိုဝင်ကားပင်ယူရသေး၏အံ့ရသဖြင့်ကျွန်တော်ဝမ်းသာပါသည်ပြီးတော့ကျွန်တော်ကိုပေးသည့်အန်တီငွေတွေတွင်မမရရရာရန်တရွက်သာပါသည်ကျန်တာအကျွေလေးကြီးဖြစ်သည်ကျွန်တော်အားရဝမ်းသာသူရေတွက်ပြီးသောငွေတွေကိုယူကာလှဲ့တွင်ထိုဈေးဆိုင်ကလေးရှိမှရှိသည့်မြောင်းကိုခင်းထားသောတရားကကျိုးကာကြသည်ရုတ်တရက်ရိုင်းသွားသောခန္ဓာကိုယ်ကိုထိမ့်မှုလှမ်းကင်မိလိုက်တာကကောင်းကြီးမောင်တောင်ဖြစ်ကနေ၏ကောင်းကြီးမောင်တောင်သည်ကျွန်တော်လက်နဲ့တိုက်မိကအောက်ကဘွဲရည်မြောင်းထဲကိုစောက်ထိုးကျသွား၏အော်တန်တွေအံအော်တန်တွေဆူညံငါသွား၏ကျွန်တော်လဲနေရကကမန်းကနန်းထားရတော့ကောင်းကြီးမောင်တောင်ကဘွဲရည်မြောင်းထဲကိုတအီးထိုးကဆင်းနေစေရှိသည်အကိုလောက်တာအကိုလက်နဲ့ထိတာကောင်းကြီးမောင်းတဲ့ကလေးကတအားကျုံကအော်သည်အေးပါဟာငါသိပါတယ်ငါလဲသွားတော့ဒီမှာအကုန်သွားပြီကိုကျမကဘယ်လိုလုပ်ရမှာလဲအေးပါဟာကဲနေအိမ်ပြန်လိုက်ခဲ့တော့ကောင်းကြီးမောင်တောင်ကိုဘွဲရည်တွေဝင်ကအားလုံးပျက်စီးသွားပြီဖြစ်ကြောင်းကျွန်တော်သိပါသည်အိမ်ကိုရောက်တော့လေဒီချက်ပြားကမျက်မှောင်ကိုကျုပ်ကကြည့်နေသည်ကလေးငါပတ်စံအိတ်ပေးစမ်းကွာဘာဖြစ်လို့လဲမင်းမနေနဲ့ကွာပတ်စံအိတ်သာပစ်ချလိုက်ကဲညီမဘယ်လောက်ပေးရမလဲ4000တော့ပေးကိုကျမရောင်းရင်အဲ့လောက်အမြဲရတာပါကျမလည်းမလိမ့်ပါဘူးရေရီဆိုကုန်မှရောင်းလို့မဖြစ်တော့လို့တောင်းရတာပါကျွန်တော်ဘာမှမပြောတော့ပါထောင်နှံ4ရွက်ကိုထုတ်ကပေးလိုက်သည်လေဒီချက်ပြားကဇလန်းစုံကိုတီးက3000နဲ့ဈေးစစ်ခါနေသေးသည်ကျွန်တော်ကမစစ်ဖို့တားကပေးလိုက်ပါသည်ထိုထောင်နှံများကတော့အန်းစရာမလိုတော့သဖြင့်ကောင်မလေးကခါတောင်းကိုခါကထွက်သွားသည်ကျွန်တော်မောသွားက secret လေးကိုဖွာပြီးအိမ်မော်မတက်သေးပဲအောက်မှာထိုင်နေမိသည်ထိုအချိန်တွင်အိမ်မော်မှကျွန်တော်လေဒီချက်ပြားရဲ့ခေါ်တံကိုကြားရသည်ဒီမှာအားပြဲကြောင်းနဲ့4000နံကောင်းကြီးမောင်လာဆောင်လေကျွန်ုပ်နဲ့တက်ဈေးလျှော်စေ
ကျွန်တော်တို့ငယ်စဉ်ဘဝတုန်းကတော့ကျွန်တော်တို့ဒီအဝယ်သမားလုံးလုံးသာဖြစ်သည်အယုံနှင့်မုံကိုဝဲကြသည်ကြောင်တုံးကရိယာများဖြစ်တော့စာအုပ်ဘောပင်ခဲတံခဲပြန့်နှင့်စွန်ဂေါ်လီဂျင်းတရေကွင်းတို့ကိုဝဲကြရသည်ကလေးဘဝသည်အဝယ်သမားလုံးလုံးသာဖြစ်သည်ထို့ကြောင့်နိုင်ငံခြားကုမ္ပဏီကြီးများကကလေးများဝယ်ခြင်းအောင်နှီးမျိုးစုံနှင့်စမ်းသစ်သောကစားစရာများကိုထုတ်လုပ်ရောင်းချကာကြီးပွားနေကြခြင်းဖြစ်သည်ကျွန်တော်တို့ကလေးတွေလက်ထဲသို့ပတ်စံတမတ်ငါးမူရောက်လာသည်နှင့်ကျွန်တော်တို့စတင်စဉ်းစားတာတခုခုဝယ်ရန်သာဖြစ်သည်ထို့ကြောင့်လူသည်ရှောင်းခြင်းနှင့်ဝယ်ခြင်းတွင်ဝယ်ခြင်းကိုစတင်ရင်းနှီးသောတရားဝါဟုနားလည်ရပါသည်သို့သောအသက်အရွယ်နှင့်ငယ်ရလာသောကလေးဘဝမှာပင်ကျွန်တော်တို့ရှောင်းခြင်းကိုစတင်ရင်းနှီးခဲ့ကြရသည်သို့သောကျွန်တော်တို့ရောင်းခြင်းကတရက်ဝင်တော့မဟုတ်အနှဲငယ်လျှို့ဝှက်သေးဖို့စံသည်ထိုရောင်းခြင်းကိုစတင်တင်မိသူကကျွန်တော်တငယ်ချင်းကြော်ထွေးဆိုသူဖြစ်သည်ဒီကောင်ကလူရည်လေသည်ပါနတ်သည်ဂေါ်လီရိုက်အယုတ်ထောင်တရေကွင်းပြစ်ကြလင်လဲလေရင်လက်တလို့လူရည်လဲတတ်သည်ညစ်သည်အငင်းတန်သည်ထိုနေ့ကသူနဲ့ကျွန်တော်အထွာ၅ပြားနဲ့အထီ၅ပြားကြီးဂေါ်လီရိုက်တိုင်းကစားကြသည်ကျွန်တော်35ပြားလောက်နိုင်နေတာဒီကောင်တော်တော်ရှုံးနေချိန်တွင်တန်အိုးတန်ခွက်တွေဝဲရဲဆိုတော့အတန်ကြတော့ဒီကောင်မျက်နှာကဝင်းကားသွားသည်ဟေ့ကောင်စားကလေးခဏနေအောင်ကွာကြော်ထွေးကသူ့ဂေါ်လီကိုပြေးကောက်တန်အိုးတက်ခွက်ကလားကြီးကိုလက်လန့်ပြကအိမ်ထဲကိုလှစ်ကနေပြေးကဝင်သွားသည်ကျွန်တော်ကြောင်းကရက်နေမိသည်ခဏကြတော့ကြော်ထွေးကသူ့အိမ်နောက်ဖေးမှာလှစ်ကနေထွက်လာကကျွန်တော်ကိုလက်ဟန်ချရန်ပြပြကခေါ်သည်ကျွန်တော်ဦးချောင်းချောင်းနဲ့ရောက်သွားတော့ကြော်ထွေးကကျွန်တော်ကိုလေတန်းတက်တက်နဲ့လာကွာမြင်မြင်အဲ့လိုခေါ်ကဖုန်ကြီးကျောင်းနောက်ဖက်ရှိညောင်မင်ကုန်းကိုပြေးညောင်မင်ကုန်းတို့ရောက်တော့ခုနာကတန်အိုးတန်ခွက်တဲ့ကလားကြီးကအမောပန်းဖြေကထိုင်ဆောင်နေတာတွေ့ရ၏ကြော်ထွေးကိုမြင်တော့ပြုံးပြကဘာရီပါသေးလဲကွာအဲ့လိုလှမ်းကမေးသည်ကြော်ထွေးကဘာမှပြန်မပြောဘဲအောင်မြင်သောအပြုံးဖြင့်သူယူလာသောထုံများကိုဖြီးကားပြသည်တက်ခဲနိုစီခွက်ပလတ်စတစ်ဆေးပလင်းကော်ဆက်ပြခွက်အဟောင်းကော်ရုပ်ကလေးများနဲ့တက်ထုစအကျိုးပဲတွေဖြစ်သည်နိုစီခွက်နှစ်ခွက်လည်းပါသည်ကလာကြီးကကြော်ထွေးချပြသမျှတွေကရှောင်းလို့ရတာတွေဖဲကထုတ်သည်ကော်ကိုတက်တက်ပုံသည်နိုစီခွက်နဲ့ပလင်းကိုတက်တက်ပုံသည်ထို့သောပုံသည်အထက်တွင်အေးမဤဘုံမရုပ်တရုပ်ကိုလည်းကျွန်တော်တွေ့ရသည်အဲ့ဒါအေးမဘုံမရုပ်မဟုတ်ဘူးလားမဟုတ်ပါဘူးကွာငါဘာသာငါမြောင်းတွေကကောက်ထားတာပါထုနဲ့ထားသဖြင့်ပိန်လင်းနေတော့လဲရေကူးဝစ်စုံအနီးကလေးကိုဝစ်ထားသောဘုံမရုပ်ကလေးကအေးမရဲ့အယုတ်ဖြစ်ကြောင်းကျွန်တော်သိပါသည်ခဏကြတော့ကြော်ထွေးနဲ့ကလားကြီးအငင်းခုန်ဖြစ်ကြသည်တက်ခဲတစ်လုံးကိုကြော်ထွေးက10ပြားတောင်းပြီးကလားကြီးက9ပြားဟုဆိုသည်ကြော်ထွေးကမုတ်စိတ်ဗရဘင်းနဲ့ရုပ်ဆိုးကလားကြီးကိုလုံးဝမကြောက်ပဲပြန်ဟောသည်ပြန်ဟောက်ရဲသည်ကြော်ထွေးကကျွန်တော်အတွက်ဟီးရိုးဖြစ်ကားသွား၏ကျွန်တော်ဆိုရင်တော့ဘာမှမပြောရဲမှသေးကြသည်တော်ပြီဗျာမရောင်းတော့ဘူးခမည်းကဈေးနေတယ်ကြော်ထွေးကချထားတဲ့တိုလီမိုလီတွေကိုပြန်ကောက်သည်ကလားကြီးကစိတ်မဆိုးတဲ့ပြင်ကြော်ထွေးရချော့ပင်ချော့နေသေးသည်ကဲပါကွာကဲသုံးလုံးကိုတက်မှတ်ပေးမယ်ဟုတ်ပြီလားတက်ခဲဈေးတွေ့သွားပြီးတော့ကော်ကွက်တွေကိုချိန်သည်ကော်ကျွတ်ဆိုတာကိုတော့မယူဟုပြောသည်နောက်ဆုံးမှာတော့ကြော်ထွေး15ပြားရသည်နောက်ထပ်ရှိသေးလားကွာမရှိတော့ဘူးဒါကုန်မယ်ဝါယာကျိုးဝေအဟောင်းတွေဘာတွေမရှိဘူးလားဝါယာကျိုးဝေဝဲလို့လားအထက်ကကြေးချောင်းကိုဝယ်တာကွာဈေးကောင်းတယ်အစိမ့်ဈေး30သားကို2ချက်ခွဲရမယ်နောက်ဆုံးကြော်ထွေးကကော်ကျွတ်ဆိုတာကိုပြန်မြူတော့ပဲကလားကြီးကိုပေးလိုက်သည်ကလားကြီးကရဲမောရင်ကျွန်တော်တို့ကိုဂုံဒီအိတ်ထဲကကော်ဘူးကြီးကိုထုတ်ကာပဲကြီးလော်တယောက်တစ်စုပ်စီပေးသည်ကျွန်တော်တို့ရောက်နေတော့ရွာလေလန်းကကောင်မလေးတယောက်ပြေးလွှားလာကလဲတော့တကြံရီပြိုကလေးကိုလည်းပတ်စံမပေးပဲပဲကြီးလော်ပဲပေးသည်ကျွန်တော်တို့ခေါ်လေးဆက်မရိုက်တော့ပဲညောင်မြစ်တွေပေါ်ထိုင်ကပဲကြီးလော်စားကြသည်ချောင်းတက်တဲ့နေ့မှာတနေ့တမက်ရတာမဟုတ်ဘူးရဲ့ကစားဘူးရဲ့ဘယ်လောက်မလဲကွဒီလိုပဲကြံရတာပေါ့ဒီပစ္စည်းတွေကလည်းလူကြီးတွေမသုံးပါဘူးကွာဟိုနေရာထဒီနေရာထိုးနေကွမင်းတို့အိမ်မှာရောအဲ့ဟာမျိုးတွေမရှိဘူးလားရှိတယ်ကွဒါပေမဲ့ငါကဘာကိုရောင်းရမယ်ဆိုတာမသိဘူးထိုနေ့မှစပြီးကျွန်တော်တို့ရဲ့အယောင်စတင်ခဲ့ပြီးရောင်းခြင်းနဲ့ပတ်သက်၍ကျွန်တော်ဤကန်းကိုလက်လက်ဆရာမှကြော်ထွေးဖြစ်လာခဲ့သည်ကျွန်တော်တို့အိမ်ကလူကြီးတွေမရှိကဝင်ရောက်ရှာဖွေတော့နိုစီခွက်ကော်ရုပ်ဟောင်းများကော်ချင်းနောက်တစ်ခုပလင်းလွတ်များနဲ့တေထမင်းအိုးအဟောင်းကြီးတစ်ခုရသည်ပထမဦးဆုံးကျွန်တော်အယောင်ကိုစတင်ခြင်းဖြစ်တော့လဲတကယ်ရောင်းသူကတော့ကြော်ထွေးတာဖြစ်သည်ဂျင်းမင်းလုံးကြီးကိုလည်းချိန်တော့ကြော်ထွေးက9ချက်သားလေးကိုအတင်းထဲသည်
ကလာကြီးကရှာထွက်နေပြီဟုအော်၏နောက်ဆုံးကြော်ထွေးက35ချက်သားမရရင်မရဟုဆိုသည်လုံနေကြတိုင်းပစ္စည်းတွေပြန်ကားသိမ်းသည်ကလာကြီးက35ချက်သားကိုညီညီညွတ်ညွတ်နှင့်ပေးရသည်ရောင်းနေစဉ်မိတို့ပြင်ရန်ဖြစ်ပါစေပစ္စည်းတွေကိုသူ့ရဲ့ကုန်းလေးထဲထည့်ပြီးရင်တော့ကလာကြီးကပဲကြီးလော်တလက်တဆုပ်ပေးမြဲဖြစ်သည်ထိုနေ့ကကျွန်တော်ပတ်စံ၄ချက်65ပြားရသည်65ပြားကိုတော့ကြော်ထွေးကပွဲစားတဘိုးမျိုးဖြစ်ကယူသည်ကျွန်တော်မှကြက်တန်လေးရွက်ထည့်ထားတော့အင်ကြီးအိတ်ကိုလက်နဲ့ဖိထားရင်ပျော်လဲပျော်သည်ကြောက်လဲကြောက်နေမိသည်အိမ်ငါတည်သွားရင်ဘလို့ဖြစ်မိနည်းရှာဆိုတာကိုယ့်ဘက်ကထွက်ရင်မကောင်းဘူးကွသူ့ဘက်ကထွက်မှကောင်းတာဒီကလာအလေးခိုးတာငါသိတာပေါ့ကွာငါအိမ်ငါချိန်ဝင်နဲ့မင်းချိန်ရင်မင်း6ချက်လောက်ရမှတေးကြတယ်ကျော်ထွေးအမေကဈေးထဲမှာပဲပင်မောင်ရောင်းသဖြင့်သူ့အိမ်မှာချိန်ဝင်ရှိသည်ငါအိမ်ငါတည်သွားရင်ဘလို့လုပ်မလဲကွမသိပါဘူးကွာလူကြီးတွေကသူတို့ဘာသာအလုပ်ရှုံနေတာဒီအစုပ်ပလုတ်တွေကိုဘယ်သူကတတိထားနေမှာလဲကျော်ထွေးပြောတာ3-4ရက်လောက်တော့ဟုတ်သည်တပတ်လောက်ကြာတော့အိမ်ငါတည်သွားသည်ကျွန်တော်ကြောပင်ကိုပြောတင်သည်အိမ်ငါပစ္စည်းကိုခိုးရောက်တတ်နေပြီဟုအမေကအထိတ်တလန့်ပြောကတီးနေခြင်းဖြစ်သည်နင်တို့ဘာနားလဲလို့လဲနင်တို့ကိုအဲ့ဒီလူကြီးတွေကနှက်ချသွားတာဟုလဲဆိုသည်ရှိုက်တုံးခဏသာနာသည်ပြီးတော့ကျွန်တော်အိမ်ကရောင်းလိုသည့်ပစ္စည်းများကိုရောင်းမြဲတာဖြစ်၏သို့တော့ရောင်းသည့်နေရာတွင်တော့ကြော်ထွေးကိုလက်ဦးစရာမို့အားကိုးနေရဆဲဖြစ်၏ကြော်ထွေးကနီးပညာဆုံးသည်ဘာမှရောင်းစရာမရှိသောနေမျိုးမှာကလာကြီးကိုတွေ့ရင်မနေ့ကပဲဥပစင်ကိုရောင်းလိုက်ပြီဗျအဲ့လိုပြောတတ်သည်ကလာကြီးကစိတ်ဆိုးသည်အရာကြီးကဈေးနေတာကိုဗျာဥပတင်ကကြေးတပိတ်သား40ပေးတာမနေ့က90သားလောက်ရှိတယ်တန်ကို30တဲ့ဓာတ်ခဲကလည်း10ပြရှင်နန်စီပလင်းဖြူကတမတ်တဲ့တကယ်ရောင်းတာမဟုတ်ပဲသူ့လိုချင်သောဈေးတွေကိုပြောသည်ကလာကြီးကလည်းပေးမည်ဟုပြော၏ထို့ကြောင့်ကြော်ထွေးနဲ့ရောင်းရင်ဈေးပိုရတတ်သည်ကျွန်တော်တို့အယောင်းလောကတဲ့သို့နောက်ဝင်လာသူကတော့အေးမဖြစ်၏အေးမကိုတော့ကျွန်တော်တို့နှစ်ယောက်ကဆရာကြီးလောက်ကြသည်ဒီနေ့အေးမရောင်းသောတန်ခွက်အစုပ်တွေကအလေးချိန်နဲ့နဲ့လိုနေသည်ကလာကြီးကရှာပါအောင်အထူးစားလေးတွေရှိသေးလားအဲ့လိုခိုင်းသည်ကျွန်တော်တို့ကလည်းရှာခိုင်းသဖြင့်အေးမသူ့အိမ်ထဲပြန်ဝင်ကခဏနေတော့ဓာတ်အိုးပုံတစ်ခုကိုယူလာသည်ကလာကြီးကဓာတ်အိုးပုံကိုထုကချိန်သည်ထိုနေ့ကအေးမ9ချက်ရသည်ညနေဆောင်တော့အေးမငဖဲလေးအတေးခံရလေသည်ဓာတ်အိုးပုံအကောင်ကိုယူရောင်းစားကြသောကြောင့်ဖြစ်သည်အေးမရဲ့အမလေးအဖလေးအော်တန်းကိုကျွန်တော်တို့အတိုင်းသာကြားနေရ၏ကျွန်တော်တို့လည်းအေးမအိမ်ဘက်ကိုမသွားရတော့အိမ်မပစ္စည်းများကိုလူကြီးများကအလစ်မပေးကြတော့အခါကျွန်တော်တို့အမိုက်ပုံးနဲ့မြောင်းနဲ့စင်ကြရသည်မြေကြီးထဲနေသောပလတ်စတစ်များကော်ယုံများဒဏ်ကြေးချောင်းအတူစာများကိုရှာကြသည်အိမ်ငါတည်သွားတော့ကိုေးနေအောင်ဆော့ဘလော့တီးခံရပြန်သည်အမေကပလတ်စတစ်ကောက်စားမလို့လားဟဲ့အဲ့လိုအော်ကဆော့သည်ထိုငယ်စဉ်ကအတွေ့များကိုကျွန်တော်ဝရဏမှာရရင်တန်အိုးတန်ခွက်ဝဲသူကိုမျှော်ရင်းတွေးနေခြင်းဖြစ်သည်ငယ်စဉ်တုန်းကလိုအတူအစားကလေးတွေရောက်မှုတော့မဟုတ်ပလင်းများရောင်းရန်အတွက်သာဖြစ်သည်ကျွန်တော်အိမ်တွင်ပလင်းတွေကတောင်လိုပုံနေပြီကျွန်တော်ကိုယ်တိုင်တောက်ထားသောပလင်းအပေါင်းအသင်းများနဲ့တောက်ထားသောပလင်းသူတို့ကြီးလာကြိတ်ပြီးထားခဲ့သောပလင်းအရက်ပလင်းမျိုးစုံသည်အိမ်ငန်းချီရင်မှာလဲလျက်ထောင်ရက်တစ်ခုပေါ်တစ်ခုထက်လျက်ရှိနေကြသည်ဘီယာပလင်းရမ်ပလင်းဂျင်ပလင်းဝီစကီပလင်းတန်ဘူးတွေအမျိုးစုံ၏ကျွန်တော်လေဒီဒေဝီချက်ပြကပလင်းတွေရောင်းမှဖြစ်မယ်အဲ့လိုရာဇသန်ထုတ်ကဘာမှလုံးမရှိတော့ကျွန်တော်ကိုပလင်းဝယ်သူဆောင်ခိုင်းထားခြင်းဖြစ်သည်ထိုမှတဆင့်ငယ်စဉ်ကအတွေးကိုကျွန်တော်ရောက်သွားခြင်းဖြစ်သည်ခဏကြာတော့တန်အိုးတန်ခွက်တွေဝယ်တယ်စက်ကူပလင်းတွေဝယ်တယ်ဆိုတဲ့အတန်ကိုကြားရသည်လေဒီချက်ပြထည့်ပေးထားသောပလင်းဆွဲခြင်းကိုကိုင်းကကျွန်တော်ဆင်းရသည်ဝယ်သူကတော့ကျွန်တော်ငယ်စဉ်တုန်းကရောင်းခဲ့သူလိုပင်ကလာတစ်ယောက်ဖြစ်သည်လေဒီချက်ပြကလည်းကျွန်တော်နောက်ကိုရောက်လာသည်ဝယ်သူကပလင်းတွေကိုသူ့အမျိုးအစားနဲ့သူတန်းစီကချသည်ဘီယာပလင်းကဘယ်လောက်လဲဘီယာပလင်းက20အမလေးရန်ကအစိတ်4000ဖြူတွေက15ချက်ဘီယာတန်မှုနဲ့ဗီဗီဘူးက5ချက်ဟာနဲတာရန်ပလင်းကို30ဘီယာကအစိတ်ရမှ20ဆိုမရဘူးရောင်းနေကြဈေးတွေတီးပြီးသားကျွန်တော်ပြုံးသည်ဒါကြော်ထွေးရည်နေပဲလေဒီချက်ပြားကတက်ပြီးသားတချို့ကိစ္စတွေကိုမိန်းမတွေကမတင်မတက်နေတတ်ကြသည်အမလေးရဲ့ပလင်းကတနေ့နဲ့တနေ့ဈေးကိုမတူတာပါဒါဈေးမှန်ပါအမလေးရဲ့ဘီယာပလင်းကပြန်သွင်းမှ22ကျပ်ဖက်ရတာမရဘူးတလောကတွေရောင်းတာ
အစိတ်ရတယ်အစိတ်ပဲရန်က30တန်မှုတွေကတော့ထားပါတော့မရလို့ပါအမလေးရဲ့ကျွန်တော်ပေးတာဈေးမှန်ပါအမလေးတို့ပလင်းတွေရောင်းနေကြဆိုတာသိပါတယ်ကျွန်တော်ကဆင်းရဲပေမဲ့ညမစားတတ်ပါဘူးတလုံးကို2ကြက်ဖဲမြတ်ပြီးဒီပလင်းတွေကိုတနေ့ကုန်ထမ်းနေရတာပါအမလေးရဲ့အမမောင်ကို2ကြက်တော့ပေးစားပါရှောင်းရီဝယ်ကြီးကလွန်ဆွဲဝဲကိုကျွန်တော်ဘာတခေါမှဝင်မပြောဘဲအသာပြုံးကကြည်နေမိသည်ခေတွေစနစ်တွေဘလို့ပဲပြောင်းရောင်းသူနဲ့ဝယ်သူကြားမှာရောင်းသူကဈေးပိုလို့ခြင်းပြီးဝယ်သူကရှော့ပေးခြင်းသောသဘောတရားတွေလူတွေရှိနေသမျှအမြဲရှိနေမယ့်အမှန်တရားကိုကျွန်တော်ထင်သည်ကိုရွှေကလားကဈေးမှန်ဖြစ်ကြောင်းကြိမ်တွေကပြောသည်ကျွန်တော်လေဒီချက်ပြားကလည်းရောင်းရည်ဝယ်ရည်မှာသူ့အသေးကမာပါတယ်ဟုဆိုကရှင်မက်ကလေးကိုကော့နှက်ခမ်းလေးကိုတင်းတင်းစီကခေါင်းကိုတွင်တွင်ကြီးခါနေသည်သူဆိုဈေးထက်တစ်ချက်မှမလျှော့လို့တော့မာနာနဲ့လေဒီချက်ပြားရဲ့မျက်လုံးပစ္စည်းကွေးကလေးထဲမှာဝင်းလက်ခါနေသည်ကျွန်တော်ဝင်ဖို့တင်ပြီကဲမင်းအစိတ်ရတယ်ဆိုလဲရှားတဲ့လူနဲ့ကြမှာရောင်းတော့ကွာပြန်သိမ်းထားလိုက်ကျွန်တော်ကအတန်ကိုတတိထားကခက်ပြက်ပြက်ပြောရ၏ဒီတော့မှဟိုဘက်ကလေးလျှော့ကသွားသည်ဟာအကိုလေးရာဖောက်တယ်ရင်းတွေနော်ဖောက်တယ်တွေတော့အပြတ်မခံပြရစီနဲ့ကဲကိုညီကိုပေးမစားလဲဒီတစ်ခါတော့ရှိပါစေတော့ကျွန်တော်မမြတ်ဘူးနော်ဒါပေမဲ့ဖောက်တယ်ကိုအပြတ်မခံမှုကိုအကိုတို့ကပေးမစားတော့လဲအကိုညီကံမဲပေါ့သူကညင်းညူနဲ့ပြောသည်ပလင်းနှခမ်းကိုစိတ်နှပွင့်ပုတ်တယ်လို့ပုတ်သည်ရန်ပလင်းတစ်လုံးကနှခမ်းသားပဲ့နေသည်မဝယ်ဟုဆိုသည်ဒီပလင်းကရောဘယ်လောက်ပေးတယ်လဲလေဒီချက်ပြားကရက်လီပဲပလင်းနှလုံးမြောက်ကမေးသည်ဟာအဲ့ဒီပလင်းတွေကမဝယ်ဘူးမှနိုင်ငံသားပြစ်ဘာမှလုပ်လို့မရဘူးဟင်းဝယ်တော့က6000ကျော်ကျော်ပေးရတာအစိတ်တောင်းမရဘူးလားဒီပလင်းတော့အလကားပေးလည်းမယူဘူးအမလေးလေဒီချက်ပြားကမကြည်မနှက်ဖြစ်ကနေသည်ရေတံမှုအနောက်တွေ9ချက်ပေးသည်ဆိုသဖြင့်ကျွန်တော်ရောလေဒီချက်ပြားရှောက်ရှာကတွေးသမျှရောင်းလိုက်သေးသည်အားလုံး880ရသည်တွေ့တယ်မဟုတ်လားသူတို့ဒပလင်းကို40လောက်တော့ရတော့မှာဒါမျိုးကနှက်နေပြီပြောရအောင်မယ်နောက်ကို6000ဆိုတဲ့ဟာဝင်မတောင်းနဲ့တော့ရန်မဲ့တော့သူကမှ30ပြန်ရတာပီယာပလင်းလည်းမစိုးဘူးလေဒီချက်ပြားကသူ့ရသောပတ်စံကိုရေတွက်ရင်းသူ့ရခဲ့သည့်အောင်ပွဲကိုကျေနပ်နေသည့်စစ်သူကြီးတဦးလေးတန်းဖြင့်ပြောသည်ဟုတ်ပါသည်ဒီတစ်ချိန်ကျွန်တော်အောင်ပွဲခံလိုက်ပါသည်သို့တော့နောက်ရက်များမကြာမီကိုရွှေကလားကဝရဏတွင်ရက်နေသောကျွန်တော်နှင့်လေဒီချက်ပြားကိုတွေ့ရင်ပလင်းရှိသေးလားဟုလမ်းမေးတတ်သည်ကျွန်တော်နှင့်ကြုံလင်မရှိသေးဘူးနဲသေးတယ်ကွာဟုပြန်ပြောတတ်ပြီးလေဒီချက်ပြားနဲ့ကြုံရင်တော့လေဒီချက်ပြားကပလင်းဈေးကိုအမြဲမပြတ်စုံစမ်းနေတတ်သည်ဟိုဘက်ကလည်းပလင်းတက်ဈေးကိုမှန်မှန်ဖြေကာပေးသည်ပလင်းကလည်းထုံးစံအတိုင်းပြန်များကနေပြန်သည်သို့တော့လေဒီချက်ပြားကကြိုက်ဈေးမရတာရောဒီထက်ပလင်းများအောင်စောင့်နေတာကြောင့်မယောင်းသည်ထိုနေ့ကကျွန်တော်ရေးပြီးသားဝတ္ထုတစ်ပုဒ်ကိုရုပ်ရှင်ရရန်အတွက်ကမ်ပဏီတစ်ခုကလာကဝယ်သည်ဇညုံကိုလည်းကျွန်တော်ကိုယ်တိုင်ခွဲရမည်ဖြစ်သည်ကမ်ပဏီကကျွန်တော်နဲ့တခါမှလုံးမလုပ်ဘူးသောကမ်ပဏီဖြစ်သည်စလွန်ကားလေးနဲ့အိမ်ရှိရက်ကအမျိုးသမီး2ယောက်နဲ့အမျိုးသားတဦးကျွန်တော်နဲ့တည်သောရှူတင်မန်နေဂျာတို့ပါသည်ထိုမန်နေဂျာကပင်စတင်မိတ်ဆက်ပြီးကကျွန်တော်တို့စကားပြောကြသည်ကျွန်တော်ရေးရန်အချိန်မင်းသားမင်းသမီးအားလုံးညှိကပြီးတော့အဆင်ပြေကြသည်သို့တော့ဝိတုအတွက်ငွေကြမှဈေးကညှိမရဖြစ်ကနေသည်ဆရာရဲ့ကျမတို့ကဆရာပိဋကတ်တွေပါဆရာစာအုပ်ဆိုတာထွက်တာနဲ့တိတ်ကိုကြိုက်တာသူကကျမညီမလေးဆရာစာအုပ်ငှားလိုက်ရင်သူနဲ့အမြဲလူရတာအခုစာအုပ်ကိုလည်းကြိုက်လုံးလို့ဝယ်တာပါဆရာရဲ့ဆရာအနုပညာကိုစစ်တာမဟုတ်ပါဘူးရှော့လိုက်ပါဆရာရဲ့ကျွန်တော်တော်တော်အားနာနေပြီဖြစ်သည်သို့တော့စိတ်ကိုတင်းထားရသည်ကွာနေသည့်ဈေးကတသိန်းတီတီဖြစ်၏ဟုတ်ကဲ့ပါကျွန်တော်နားလဲပါတယ်ပြီးခဲ့တဲ့ဘက်ကတောင်မှကုမ္ပဏီတစ်ခုကလှမ်းပြီးဖုန်းဆက်ထားသေးတယ်တရားဝင်တော့ထပ်မဆက်သွယ်သေးလို့ပါညီမတို့ကတော့ဥတာပေါ့နော်ဒါကတော့ကျွန်တော်ထုံးစံအတိုင်းကျွန်တော်လက်ဦးစီယာကြော်ထွေးရနည်းကိုတင့်တော်သလိုပြောင်းလဲကအသုံးချလိုက်ခြင်းဖြစ်၏ထိရောက်မှုကတော့ရှိပါသည်ထားလိုက်ပါတော့ဆရာရဲ့နောက်လေဆရာဝတ္ထုတွေဝယ်ဦးမှာပဲဟာအခုပေးတဲ့ဈေးကလည်းမနှဲပါဘူးဆရာတို့ကတစ်ချက်တွေးလိုက်ရင်တပုတ်ရတာပဲဟာနော်ဆရာထားလိုက်ပါကျွန်တော်တော်တော်စိတ်ညစ်သွားသည်ကျွန်တော်ကရောင်းသူဖြစ်တော့လဲရောင်းနေသည့်ကုန်ပစ္စည်းကအရင်နေ့ဘလောက်ဆိုတာတိတိကျကျသတ်မှတ်၍ရသောပစ္စည်းမျိုးမဟုတ်ကျွန်တော်ရောင်းကုန်အတွက်အရင်နေ့ကအာယုံ၅ပါးနဲ့ခံစားမှုသာဖြစ်သည်ခက်တာပဲဗျာကျွန်တော်တို့မတည့်ကြတဲ့ဈေးကကားရိုက်ရင်ရှူတင်ထမင်းမိုးပဲရှိပါတယ်ထိုးကြမှုမရှိပါဘူးကျွန်တော်စကားဆုံးတော့အကြောင်းအရာပေါင်းများစွာကိုချပြက3ဦးသားဈေးစစ်ကြပြန်သည်လေဒီချက်ပြားကကျွန်တော်ကိုလက်ကုပ်သည်ကျွန်တော်ကသဘောပေါက်ခါလုံးဝမလျှော့ကောင်မလေးကဝဝုံရုပ်ကလေးနဲ့ထုတ်ထားသောသူ့ဟန်ဖုန်းလေးကိုဆက်သည်
ပြောတာတော့ကျွန်တော်နားမလည်သည့်ဘာသာစကားတရုတ်စကားကိုထင်ပါသည်ခဲဆရာကျမတို့နောက်9000ထပ်တိုးပေးပါမယ်စီရန်လဲချထားခဲ့လိုက်မယ်ဆရာထားလိုက်ပါတော့နော်ကောင်မလေးကပျော်ပျော်ဆူဆူသူ့လေသားရဲ့ထဲမှထောင်နှံတအုပ်ကိုထုတ်သည်ဒါလဲတိုက်ဆိုင်ခြင်းတစ်မျိုးမက်လုံးတနည်းဆိုတာကျွန်တော်သိသည်ကျွန်တော်တောင့်ခံထားလိုက်သည်မလုပ်ပါနဲ့ဗျာကျွန်တော်ပြောတဲ့ဈေးတိုင်းပဲထိုစဉ်အောင်မြင်ခံရသောအတန်တန်အင်ရှင်လမ်းမှထွက်ကားလာသည်ဆရာပလင်းနေဈေးတက်နေပြီဆရာရမ်ပလင်းက35ဘီယာက30ဝီစကီ4000ပလင်းက35ချက်ပဲဘီယာက30ဆရာပလင်းရှိရင်ရောင်းထားဆရာတက်ဈေးကလေးနဲ့ရအောင်မမလေးပြောတော့ပလင်း20အစိတ်လောက်ရှိရဲဆိုတက်ဈေးရတော့ကျွန်တော်စေနာနဲ့ပြောတာဆရာရောင်းမယ်မဟုတ်လားကျွန်တော်မြန်နာဘဲမှာသွားထားရမှန်းမသိတော့ကမ္ပဏီကလူတွေကျွန်တော်ကိုတအံ့တောင်းငေးကြည့်နေကြသည်ကျွန်တော်9000ကိုချက်ချင်းလျှော့ကပွဲကိုမမြန်ဖြတ်လိုက်ရသည်လေးဒီချက်ပြားကမကြည့်နဲ့ဘာဖြစ်လို့ပေးလိုက်ရတာလဲသူတို့ကတိတ်ကြိုက်နေပြီပဲတင်ထားရင်ဝယ်မဲဟာကိုကျွန်တော်ဘာမှပြန်မပြောပါရမ်ပလင်းတစ်လုံးကို30ဈေးတက်သွားပြီကျွန်တော်9000လျှော့လိုက်ရသည်